ပြဝန်းနေခြင်းဒုက္ခတွေမှာရောက်ရှိနေလို့ချိန်မှာရင်ဆိုင်ရသောခီးလန်းနေကဲကိုကြမ်းတမ်းလို့နေခက်တန်နေတဲ့ဘဝယုံကြည်မြဲရှိတော့ကဝေဒနာတွေကြားရင်ဆိုင်ရသောဘဝတိုက်ပွဲတွေလမ်းပြပေးမှုပါနှုတ်ဆက်ဆုံးစမ်းခြင်းတွေ့ကြုံဒုက္ခဝမ်းနေနေလို့ချိန်မှာရင်ဆိုင်ရသောဘဝလမ်းတွေကေကိုကြမ်းတမ်းလို့နေစိတ်ပြည့်ပြေခွေခြင်းယုံကြည်မြဲရှိတော့ကပူမီများကိုယ်တော်ရှင်သာဘဝဖြစ်တဲ့လမ်းခရီးဖြစ်သည်